မင်္ဂလာပါရှင်ဒီနေ့ကျမတို့တိတ်တိတ်ချာချာလေးလိလာကြည့်ကြမယ်အကြောင်းအရာကတော့ Jinsen Shiro ရဲ့လူကြိုက်များတဲ့စောက်ပါ You are a badass ပေါ့ How to stop doubting your greatness and start living an awesome life ဆိုတဲ့စာအုပ်ထက်ကအဓိကအတွေးခေါ်ကြချို့ကိုဆွေးနွေးကြမယ်ဟုတ်ကဲ့ခင်ဗျဒီစာအုပ်ကတော်တော်လေးအားသာစရာကောင်းတယ်ဗျဟုတ်တယ်နော်အဓိကကတော့ကိုယုံကြည်မှုနည်းနေတာတွေကိုကန့်သက်ထားတဲ့အတွေ့အထိအဲ့ဒါတွေကိုဘလို့ကြော်လွားပြီးကိုတကယ်လိုချင်တဲ့ဘဝမျိုးကိုစတင်ဖောက်မလဲဆိုတာတွေပေါ့အဓိက message ကတော့ကိုအဒရင်ကစွမ်းအားကိုအတိအမှတ်ပြုဖို့အဲ့ဒီကိုချီထားတဲ့ကြောက်စိတ်တွေနဲ့ယုံချဖို့တိုက်တွန်းတာပဲဒီစာအုပ်မှာလေကျွန်မစိတ်ဝင်စားမိတာတခုကမတိစိတ်ထဲကယုံကြည်ချက်တွေအကြောင်းပြောထားတာဟုတ်ပါတယ် subconscious beliefs ပေါ့ငငယ်တုန်းကမိဘတွေစီကကြားခဲ့တာမျိုးဥမာပိဿာနဲ့ပတ်သက်ပြီးသူတို့ဘလို့မြင်လဲပိဿာကတစ်ပြမတီးတာမဟုတ်ဘူးလို့ပါလို့ပေါ့လေဟုတ်ကဲ့ဒါမို့အချီအေးအိမ်တော်ရေးအတွေ့အကြုံလေအဲ့ဒီဗန်นี่ကိုစိတ်ထဲမှာအမြင့်တွေ့ထားတဲ့ယုံကြည်ချက်တွေကလေကိုတော့တတိမထားမိလိုက်ပဲနဲ့ကိုရဲ့လက်ရှိဆုံးဖြတ်ချက်တွေကိုဘဝကိုဘလို့ပုံဖော်နေလဲဆိုတာကိုထောက်ပြထားတာအဲ့ဒါတကယ်ကိုအရေးကြီးတဲ့အချက်ပဲဘာလဲဆိုတော့အဲ့ဒီမတိစိတ်ကယုံကြည်ချက်တွေကကိုတို့ရဲ့ဟန်ဂျင်ကိုအများကြီးလွှမ်းမှုနေတာစာရေးသူကအဲ့လာကိုရှင်းပြဖို့လူတယောက်ရဲ့အတွင်းစိတ်ကိုအပိုင်းတစ်ပိုင်းခွဲပြထားတယ်။တစ်ပိုင်းက ego အဲ့ဒါကကိုယ့်ရဲ့အရေးပချမ်းလို့ပေါ့ကြောက်စိတ်ကိုအခြေခံတယ်။ပြီးတော့ကိုယ်တံပိုးကိုအပြင်လူတွေရဲ့အတိအမြတ်ပြုမှု validation ပေါ်မှာမိခွန်းနေတတ်တယ်။အမြဲတမ်းလေကိုကျွမ်းကျင်ပြီးသားလုံးကျုံနေခြင်းတဲ့နေရာမှာပဲနေခြင်းတဲ့စိတ်မျိုးလား။ဟုတ်ပါတယ်အဲ့လိုသဘောမျိုးပြောင်းလဲမှုကိုကြောက်တယ်။ဟုတ်ပြီ။အဲ့ဒီ ego နဲ့ဆန့်ကျင်ဘက်ကရောသူ့ကိုဘယ်လိုပြောထားလဲ။နောက်တစ်ပိုင်းကတော့ true self ပေါ့ဒါကကြတော့ကိုယ့်ရဲ့စက်မှန်တဲ့အတွင်းစိတ်အနိတာယာကိုယ့်ရဲ့ပင်ကိုစွမ်းအားနဲ့ချိတ်ဆက်နေတယ်။သူကချစ်ချင်းမေတ္တာယုံကြည်မှုပျော်ရွှင်မှုအဲ့ဒါတွေကိုအခြေခံတယ်။အတွင်းစိတ်ရဲ့လမ်းညွှန်မှုအတိုင်းတွားတယ်။အပြင်က validation တဲ့ကိုယ့်အတွင်းစိတ်ရဲ့အတိမတ်ဖြူမှုကသူ့အတွက်ပိုရေးကြည့်တယ်လीဟုတ်အတွင်းစိတ်ရဲ့ခံစားချက်ကိုဦးစားပေးတာပေါ့နော်။အဲ့ဒီ ego နဲ့ true self ကလွန်ဆွေးပွဲကပဲကိုယ့်ဘဝတူတက်ဖို့စ조사တဲ့အခါအရေးပါနေတာအဲ့ဒီ ego ကဘယ်လိုပြန်ခုခံလဲဆိုတာကိုလေစာရေးသူက big snooze ဆိုတဲ့စကားလုံးသုံးပြီးဥပပေးထားသဘောကျတယ်ဟုတ်တယ် big snooze ဒါကအပြောင်းလဲလောက်တော့မယ်ကိုယ့်ရဲ့တက်တုံတက်တာဆုံး comfort zone တွေကနေထွက်တော့မယ်ဆိုတာနဲ့ ego ကဘယ်လိုနည်းမျိုးစုံနဲ့ပြန်ဆွဲထားလဲဆိုတာကိုပြောတာနော်အဲ့တော့တော်များကြုံရတယ်ဟာလေကိုပြန်ဖြည့်ဆည်းတာမျိုး self sabotage လုပ်မိတာဟုတ်ပါအချိန်ဆွဲတာတို့အကြောင်းပြချက်တွေပေးတာတို့ဒါမှမဟုတ်အပြင်မှာအတားအဆီးတွေဖြစ်နေတာတွေပေါ်လာတာမျိုးပေါ့တကယ်တော့အဲ့ဒါတွေကပြောင်းလဲမှာကိုကြောက်တဲ့ ego ရဲ့ကလင်ကချစ်ချစ်တဲ့နီလန်းနေဖြစ်နေတယ်အဲ့ဒါနဲ့ဆက်ပြီးနောက်တစ်ချက်ကကိုမြင်တဲ့အမြင်နော် self perception မှန်ပါတယ်စာရေးသူကဒါကိုတရိษံယုံနဲ့တူတယ်လို့ပြောထားတာစိတ်ဝင်စားဖို့ကောင်းတယ်ရှုပ်ထွေးပြီးမတည်ငြိမ်ဘူးဆိုတဲ့သဘောဟုတ်လားဘယ်လိုမျိုးလဲဆိုလိုတာကိုယ့်ရဲ့အားသာချက်တွေအရေးချင်းတွေကိုကိုယ်တိုင်သိချမမြင်ဘူးတခါလေကြကိုအထင်းကြီးစေဒီရန်ဝင်နေလိုက်တာငါကွဆိုပြီးတော့ဟုတ်တယ်နောက်တစ်ခါကြပြန်တော့လေဟာငါကတော့ဘာမှမလုပ်နိုင်ပါဘူးဆိုပြီးကိုအရန်နှိမ်ချစိတ်တကြနေပြန်ရောအဲ့ဒီအစွန်းတစ်ဖက်ကြားမှာလွှဲနေတာကြတယ်ပေါ့အဲ့လိုမဖြစ်ဖို့တတိထားရမှာပေါ့အဲ့ဒါကြောင့်မလို့ကိုချစ်ခင်တန်ဖိုးထားမှု self love ကအင်မတန်အရေးကြီးတယ်ဆိုပြီးသူကအလေးပေးထားတာ self love ဆိုတာကနည်းနည်းအပြောများတော့တချို့ကမာနဤတာလားကိုပဲအဲ့လိုလိုက်တာလားထင်တတ်ကြတယ်နော်အဲ့လိုမဟုတ်ဘူးဗျာဒီစာအုပ်မှာပြောတာကလေ self love ဆိုတာကိုယ့်ရဲ့အဲ့ဒီ true self နဲ့ပြန်ချိတ်ဆက်တာကိုအားနဲ့ချက်တွေကိုလုခဲ့တဲ့အမားတွေကိုစာနာစိတ်နဲ့ခွင့်လွတ်လက်ခံနိုင်တာပြီးလို့ကိုပစ်တင်နေတဲ့စိတ်တွေတခြားသူကိုမချင်တတ်တာတွေအဲ့ဒါတွေကိုတမင်တကာကိုလွတ်ချပစ်တာပြီးတော့ပျော်ရွှင်မှုကျေးဇူးတည်တတ်မှုငြိမ်းချမ်းမှုတွေကိုကိုယ့်ဘဝထဲဆွဲသွင်းဖို့တတိရှိကြိုးစားတာအဲ့ဒါ self love ပဲလက်တွေ့လုဆောင်ကြတဲ့အပိုင်းပါတယ်ဟုတ်တယ်စိတ်ဝင်စားစရာကောင်းတာကကိုတကယ်ချစ်တတ်လာရင်လေတခြားသူတွေရဲ့အောင်မြင်မှုတို့သူတွေကွဲပြားမှုတွေကိုတွေ့ရင်အားကြလာတယ်ချင်းချောက်မှုလို့မမြင်တော့ဘူးဟုတ်ဒါရက်လက်တွေ့ကြတဲ့အကြံဉာဏ်ကတော့ဗာမျောနေသူကပြောတာကကိုတကယ်ပျော်တဲ့အရာကိုစိတ်အားတက်ကြွစေတဲ့အရာတွေကိုလွတ်ဖို့အချိန်ပေးပါတယ်ပျော်ရွှင်မှုကိုဦးစားပေးဖို့ပေါ့ဟုတ်ပြီပျော်ရွှင်မှုကိုဦးစားပေးရမယ်နောက်ပြီးတော့အေးကြီးတာတစ်ခုကကြောက်နေပေမဲ့လေရှစ်ဆက်ဖို့လက်တွေ့လုံဆောင်ဖို့လိုတယ်နော် taking action အတိအကျပဲတခြားသူတွေကိုဘယ်လိုထင်မလဲဆိုတဲ့ကြောက်စိတ်ကတော့ရှိမှာပဲအတိုင်းအတာတစ်ခုထိပုံမှန်မဲ့လေဒါပေမဲ့အဲ့ဒီစိတ်ကြောင့်
ကိုရီကတွားရှင်တဲ့လမ်းဖြစ်ချင်တဲ့ပုံစံကိုမလောက်ဖြစ်တာမျိုးမဖြစ်ဖို့အရေးကြီးတယ် ဟုတ်တယ်ကိုဘာလိုချင်လဲရှင်းရှင်းလင်းလင်းတီးဖို့ရဲ့ပြီးတော့တခြားသူကိုမတိခိုက်စေဘဲနဲ့ပေါ့လေရှေ့ဆက်ဖို့တတိရှိဖို့လိုတယ် ကိုရဲ့အတွင်းစိတ်ခံစားချက် intuition ကိုလည်းယုံကြည်ဖို့တိုက်တွန်းထားတဲ့တယ်နော် အဲ့ဒါလည်းရေးကြည့်တယ် နောက်ပြီးကျွန်မသဘောကျတာကစဉ်းစားပြီးရင်စဉ်းစားနေတာထက်လက်တွေ့ခြေတလန်းဆလန်းဖို့အရေးကြီးတယ်ဆိုတာကိုပြောထားတာ ဟုတ်တယ်မန်ကန်နဲ့ပထမဆုံးခြေလမ်းကိုလမ်းပါဆိုတဲ့အချက် ရာရာတိုင်းကိုကြိုသိနေဖို့ planning အတိအကျကြီးဆွဲထားဖို့မလိုဘူးကိုယ်စိတ်ထဲမှာဒါလောက်တဲ့တယ်လို့ခံစားရတဲ့အရာတစ်ခုကိုစလုပ်လိုက်ဖို့ ဟုတ်တယ်ပြီးရင်နောက်ထပ်လမ်းအတွက်လမ်းကသူ့ဘာသာပေါ်လာလိမ့်မယ်ဆိုတဲ့သဘောမျိုး အဲ့ဒါနဲ့ဆက်ဆက်ပြီးအစားပြုတ်သူရဲ့စိတ်သက် beginners mindset ကိုမွေးမြူဖို့လေအကြံပေးထားတယ် ဟုတ်တယ်အသက်တစ်ခုခုစားလို့တဲ့အခါအမားလုံးမိမှမကြောက်ဖဲနဲ့စူးစမ်းချင်းစိတ်အားထက်သန်မှုနဲ့လှုပ်တလို့မျိုးပေါ့ကျွမ်းကျင်သွားတဲ့အခါမှာတော့အဲ့ဒီပေါ်ပါလန်းဆန်းတဲ့စိတ်လေးကိုဆက်ထင်းထားဖို့နောက်ဆုံးပိုင်းလောက်မှာအရေးကြီးတဲ့အချက်နှစ်ချက်ပြောထားသေးတယ်တစ်ခုကကျေးဇူးတည်တတ်မှု gratitude gratitude နောက်တစ်ခုကအရှုံးပေးလက်ခံခြင်း surrender ပေါ့ကျေးဇူးတည်တတ်တာကကိုယ့်ဘဝမှာရှိပြီးသားကောင်းတဲ့အရာတွေကိုပူပြီးအာရုံစိုက်မိစေတယ်ဒါကစိတ်ခံစားချက်ကိုကောင်းစေတဲ့အပြင်စัจ java လာရဲ့ပံ့ပိုးမှုကိုပိုခံစားရစေတယ် ယုံကြည်မှု faith ကိုလည်းပိုခိုင်မာစေတယ်ပေါ့မမြင်ရသေးတာကိုယုံကြည်တဲ့စိတ် ဟုတ်တယ်အပေါင်းလက္ခဏာဆောင်တဲ့အရာတွေကိုကိုယ့်စီဆွဲဆောင်တယ်လို့ဆိုတယ်စာရေးသူရဲ့ကာပါကင်ဒီကအမြဲတမ်းအဆင်ပြေတယ်ဆိုတဲ့ဥပမာလေးလေ အဲ့ဒါလေးကချစ်စရာလေး ဟုတ်တယ်ရိုးရှင်းပေမဲ့ယုံကြည်မှုနဲ့ကျေးဇူးတည်စိတ်ပေါင်းဆက်လိုက်ရင်ဘာတွေဖြစ်လာနိုင်လဲဆိုတာပြတာပဲ နောက်ဆုံးတစ်ခုက surrender နော်အဲ့ဒါကနည်းနည်းနားလေရခက်တယ်လို့ပဲအရှုံးပေးလိုက်တာလား အဲ့လိုတက်ရိုက်ကြီးမဟုတ်ဘူးဗျာဒီမှာဆိုလိုတဲ့ surrender ကလေကိုလှုပ်ရှားရှိတာကိုအကောင်းဆုံးလုပ်ပြီးတဲ့နောက်မှာရလက်ကိုဖြစ်ချင်တယ်လို့ဖြစ်ရမယ်ဆိုပြီးအတင်းထင်းချုပ်ဖို့ကြိုးစားနေတဲ့စိတ်စိုးရင်ပူပန်နေတာတွေအဲ့ဒါတွေကိုလွတ်ချလိုက်တာ လွတ်ချပြီးတော့ ဖြစ်လာမဲ့ဖြစ်စဉ်တစ်ခုလုံးကိုဒါမှမဟုတ်ကိုယုံကြည်ရာစွမ်းအားတစ်ခုခုကိုစကြဝဠာကိုပဲဖြစ်ဖြစ်ယုံကြည်ကိုးစားလိုက်တာ let go and let God ဆိုတဲ့လိုမျိုးပေါ့ ဟုတ်ပြီအထူးသဖြင့်ကိုမထင်းချုပ်နိုင်တဲ့ခြေနေတွေမတိချမရမှုတွေအပြောင်းလဲကြီးတွေကြုံလာတဲ့အခါမှာဒါကပို့အသုံးဝင်မှာပေါ့နော် တိကြကြဒါကစိတ်သက်သာရစေတယ်ပြီးတော့မထင်မှတ်တဲ့အလန်းတွေအဖြေတွေကိုတွေ့လာစေနိုင်တယ်ဒါကိုလုံနိုင်ဖို့ကတော့ယုံကြည်မှု faith ရှိဖို့ရဲ့တန်တရားတွေကိုလွတ်ချနိုင်မှုရဲ့လွမ်းတယ်လို့ဆိုထားပါတယ် ကောင်းပါပြီဒါဆိုရင်ဒီနေ့ Jensen Zero ရဲ့ You Are Better စာအုပ်ထက်ကကျမတို့ဆွေးနွေးခဲ့တာတွေကိုအကျဉ်းချုပ်ရရင်တော့အဓိကကကိုယ့်အတွင်းစိတ်ရဲ့အစွမ်းကိုယုံကြည်ဖို့ပေါ့နော် ဟုတ်ပါတယ် ပြီးတော့ငယ်ငယ်ကတွေကကိုယ့်ကိုချီနှောင်ထားတဲ့မတိစိတ်ကယုံကြည်ချက်တွေကိုသတိထားမိပြီးစိန်ခေါ်ဖို့ ကိုချစ်ခင်တန်ဖိုးထားမှု self love ဆိုတာတကယ်လက်တွေ့ကျင့်သုံးရမယ့်အရာတစ်ခုခေတ်နားလည်ဖို့ ကြောက်နေရင်တောင်ရှေ့ဆက်ဖို့လက်တွေလှုပ်ဆောင်ဖို့အရေးကြီးပုံ ဟုတ်ကဲ့နောက်ဆုံးကတော့အဲ့ဒီကျေးဇူးတည်တတ်မှုနဲ့ surrender လုပ်တတ်ခြင်းဆိုတဲ့စွမ်းအားတွေပေါ့ အဆုံးသတ်အနေနဲ့စဉ်းစားစရာလေးတစ်ခုလောက်ထပ်ဖြည့်ဆွဲပြောပြပါဦး ဒီစောက်တအုပ်လုံးရဲ့ဒီက message လို့ပြောလို့ရတာကလေကိုဘွားရဲ့အကြီးမားဆုံးအောင်မြင်မှုဖြစ်စေအကြီးမားဆုံးအတားအဆီးဖြစ်စေအဲ့ဒါကကိုယ့်ရဲ့အတွေးခေါ်ပုံစံ mindset ကနေလာတာဆိုတာပါပဲ ဟုတ် mindset is everything ပေါ့ အဲ့လိုမျိုးစာရေးသူက your brain is your bitch ဆိုတဲ့စကားကိုတောင်တုံးထားသေးတယ်ဆိုလိုတာကကိုယ့်စိတ်ကိုပြန်ထိန်းချုပ်နိုင်တယ်ကိုယ့်အမြင်ကိုပြန်ပုံသွင်းနိုင်တယ်ဆိုတာကိုယုံကြည်ဖို့ပါ ကိုယ်စိတ်ရဲ့သခင်ဖြစ်ဖို့ပေါ့ ဟုတ်ပါတယ်ဒါကြောင့်မလို့ဒီဆွေးနွေးမှုကိုနားထောင်ပြီးကိုမေးကြည့်ဖို့ပေါ့ကိုယ်မှာကိုကန့်ထက်ထားတဲ့ဘလို့အတွေးပုံမျိုး limiting story မျိုးကိုမြဲလမ်းပြောနေပြီလေရှိနေခဲ့တယ်ဆိုရင်အဲ့ဒီပုံမြင်ကိုတကယ်လိုချင်တဲ့ပိုပြီးအားကောင်းတဲ့ပိုပြီးကိုအကျိုးပြုမဲ့ပုံစံမျိုးနဲ့ဘလို့ပြန်လဲရေးသားနိုင်မလဲဆိုတာလေးစဉ်းစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ ကောင်းလိုက်တဲ့အချက်ပါပဲဒီနေ့ဆွေးနွေးမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်